အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဆောင်ကအရန်ကိုထူးကြပါခင်ဗျာကျွန်တော်မနေ့ဆိုပုံမှန်ချိန်8နာရီမှနိုးပါခင်ဗျာဒီနေ့တော့မနေ့စောစောနှင်းနေကြစောစောထပြီးဈေးကိုသွားခဲ့ပါခင်ဗျာကျွန်တော်ဒီမနေ့ဈေးကိုတော့နှင်းပွဲလေးတွေနဲ့အတူစပိန်လေးစီရင်ကျွန်တော်လှော်ကားနီလာဈေးကြီးကိုစတင်ချိတက်နေပါခင်ဗျာဒီနေ့ဆောင်ကကျွန်တော်တို့တကယ်ကိုမှတ်တရများစွာနဲ့ပြီးခဲ့တဲ့နှစ်တွေကလည်းအခုလိုမျိုးအချိန်ကမှတခါမှနှင်းနေနဲ့အတွေ့အကြုံမရှိခဲ့ပါဘူးအခုတော့ကျွန်တော်နှင်းပွဲလေးတွေကြည့်ပြီးရန်ကိုပီတီဖြစ်နေပါခင်ဗျာစပိန်စီနဲ့ကျွန်တော်တွေးလေးတစ်ခုရသွားပါခင်ဗျာငငယ်ကစားခဲ့ဘူးတဲ့တင်မောသီးတုတ်ကလေးကိုကျွန်တော်ပြန်လဲတန်းတာမိပါခင်ဗျာနေ့လေကြာရင်ကျွန်တော်တုတ်စားဖို့အတွက်တင်မောသီးတွေဈေးကနေပြီးတော့ကျွန်တော်ဝယ်ခဲ့ပါမယ်ခင်ဗျာအခုဆိုရင်တော့ကျွန်တော်လှော်ကားနီလာဈေးကြီးကိုရောက်ရှိလို့နေပါပြီခင်ဗျာရိုက်သမျှဗီဒီယိုများကိုကျွန်တော်ရဲ့ YouTube channel လေးမှာကျွန်တော်တင်ဆက်သွားပါမယ်ခင်ဗျာကျွန်တော်ကဖုန်းကတစ်ဖက်စပိန်ကတစ်ဖက်ဆိုတော့ကြည်လင်ပြတ်သားမှုနဲ့တောင်းပန်ပါတယ်ခင်ဗျာရှေ့ဆိုရင်တော့ကျွန်တော်ဝင်နေကြဆိုင်ကိုရောက်ရှိပါမယ်ခင်ဗျာအခုမြင်တွေ့နေရတာတော့ကျွန်တော်ရဲ့စိတ်ကူးရဲ့အိမ်မက်တွေပါအခုကြည့်နေတဲ့သူတွေရောငငယ်ရဆားဆာကိုသတိရကြလားဗျကျွန်တော်ကတော့အခုလိုစောင်းရသည်မှာဆိုရင်တင်မောသီးတုတ်ကိုရမ်းကြိုက်ပါခင်ဗျာအခုတင်မောသီးတစ်လုံးဘယ်လောက်လဲခင်ဗျဆိုင်ရှင်ဦးလေးကြီးကတစ်လုံးကို2500လို့ပြောပါတယ်ခင်ဗျာကျွန်တော်3လုံးဝယ်လာပြီးအိမ်ကျရင်တုတ်ပါမယ်ခင်ဗျာစတင်နေဖို့ရရှိပါခင်ဗျာပါဝင်ပစ္စည်းများကိုထည့်ပြီးရင်တော့အခုလိုမျိုးနေပေးရပါခင်ဗျာအတုတ်တပွဲကောင်းမှုဆိုရင်တော့နေတဲ့နေရာမှာအဓိကဆရာကြဖို့လိုတယ်နော်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုသူများတွေကပြုလုပ်ပုံဆင်ဆင်ကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ comment မှာလာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာအရသာလေးအနေတော်ပြီဆိုရင်ကျွန်တော်ပကံအများလေးတဲ့ကိုထည့်ပါမယ်ခင်ဗျာအခုထည့်ပြနေရတော့ကျွန်တော်ဒီဘက်ကနေပြီးတော့ချင်းကန်ချက်လေးဖြစ်ပါတယ်ခင်ဗျာဘေးမှာရှိတာကတော့လူကြီးတယောက်ပါတဲ့အတွက်အချိုလေးနေပေးထားပါတယ်ခင်ဗျာဦးဆိုတဲ့ယူရီးယားထောင်းဆိုင်ကယူရီးယားအထောင်းတင်မဟုတ်ပဲမြန်မာအတုတ်တီလည်းရရှိအောင်ကျွန်တော်ကြိုးစားသွားပါမယ်ခင်ဗျာအခုမြင်တွေ့နေရတဲ့ဇလုံးကြီးကကျွန်တော်တယောက်စားပါဟီဟီဟီညာွားလားမသိဘူးခင်ဗျာအခုရပြီဆိုတော့ကျွန်တော်ဘာညာပေါ့ကင်ထားတာလေးတွေကိုတစ်ချက်ရှိုးပါစားမလားရော့ဟယ်လို2026ဘိုင်ဘိုင်ကျေးဇူးထူးတင်ပါတယ်ခင်ဗျာဦးဆိုတဲ့တီမီယူရီးယားထောင်းဆိုင်ကိုလာရောက်အားပေးဖို့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာအတန်နှိမ့်မြင့်လေးတွေအတွက်တောင်းပန်ပါတယ်ခင်ဗျာကြည့်ရှုသူအားလုံးကြမ်းမှချမ်းသာကြပါစေခင်ဗျာ